ဒီနေ့ပြောပြသွားမယ့်အရာကတော့လူတိုင်းနဲ့အသုံးထဲမှာထင်တဲ့ Windows shortcut တွေပဲဖြစ်ပါတယ် Desk PC ကိုသွားချင်ရင် Windows နဲ့ E နဲ့ကိုနှိပ်ရပါမယ် Windows E အဲ့လိုဆိုရင်တော့ Desk PC ထဲကိုရောက်သွားပြီပဲဖြစ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ Microsoft Word ထဲကိုပြန်ပြီးတော့ဝင်လိုက်ပါမယ်နော် Desktop ကိုသွားချင်ရင် Windows နဲ့ D ကိုနှိပ်ရပါမယ်အဲ့ဆိုရင် Windows ရဲ့ D ရဲ့နှိပ်လိုက်ပါပြီပြန်သွားချင်ရင်တော့ Windows ရဲ့ D ကိုပြန်နှိပ်လိုက်ရင် Microsoft Word ထဲကိုပြန်ရောက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ desktop အတက်တစ်ခုဖန်တီးမှာဖြစ်တယ် Windows ရဲ့ touch ရဲ့နှိပ်လိုက်ရင်အောက်ပါအပုံအတိုင်းမြင်ရမှာဖြစ်တယ်အဲ့လိုဆိုရင် Windows ရဲ့ touch ကိုနှိပ်လိုက်ပါမယ်ပြီးရင် New Desktop အောက်ဘက်မှာရှိတဲ့ New Desktop ကိုဆိုအောင်နှိပ်လိုက်မယ်အဲ့ဆိုရင် Desktop 2ဆိုတာရမယ် software မှာမဖွင့်ထားတဲ့ Desktop အတက်ကလေးရသွားပြီဖြစ်ပါတယ်အဲ့လိုဆိုရင် desktop 1ကိုပြန်သွားချင်တယ်ဆိုရင် Windows ရဲ့ touch ရဲ့ desktop 1ဆိုအောင်နှိပ်လိုက်မယ်အဲ့ဒါဆိုတော့ desktop 1ထဲကိုပြန်ရောက်လာပြီဖြစ်ပါတယ်ဒါကို shortcut အနေနဲ့အသုံးပြုရှင်တော့ control ရဲ့ Windows ရဲ့ D ရဲ့ကိုပြန်တူနှိပ်ရမှာဖြစ်ပါတယ်ဒီ desktop တွေကြားကိုကအခုပြောင်းလို့ရှင်နေဆိုရင်တော့ control ရဲ့ Windows ရဲ့ arrow တွေကိုကစားရမှာဖြစ်တယ်right arrow တို့ left arrow တို့ကိုကနေကစားပြရဖြစ်တယ်ကျွန်တော်တို့ရဲ့ desktop က desktop 2ကညာဘက်မှာရှိတဲ့အတွက် control ရဲ့ Windows ရဲ့ right arrow ရဲ့ကိုနှိပ်ပြရမှာဖြစ်တယ်အဲဆိုရင်နှိပ်တယ်မနော် control ရဲ့ Windows ရဲ့ right arrow ရဲ့ desktop 2ထဲကိုရောက်သွားပြီဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ရဲ့ desktop 1ကဘယ်ဘက်မှာရှိတဲ့အတွက် control ရဲ့ Windows ရဲ့ left arrow ရဲ့နှိပ်လိုက်ရင် desktop 1ထဲကိုပြန်ရောက်လာပြီဖြစ်ပါတယ်ဒီ desktop တွေကိုကမလို့ရှင်တို့ပြန်ဖြစ်ရှင်နေဆိုရင်တော့ဒီလိုလဲဖြစ်လို့ရတယ်လို့ shortcut အနေနဲ့ control ရဲ့ Windows ရဲ့ F4 ရဲ့ကိုနှိပ်ပြီးတော့လဲဖြစ်လို့ရပါတယ်ကိုက desktop 2ကိုဖြစ်ရှင်တဲ့အတွက်ပထမဆုံး desktop 2ထဲကိုရောက်အောင်သွားလိုက်ပါမယ်desktop 2ထဲရောက်ပြီဆိုရင်တော့ control window F4 ကိုပြန်တူနှိပ်လိုက်ရင်ဒီ desktop ကပြတ်သွားမှာဖြစ်ပါတယ် Windows ရဲ့ touch share ကိုနှိပ်လိုက်ရင်တော့ဒီလိုပဲ desktop 1ဆိုတာလေးကိုပဲမြင်ရတော့မှာဖြစ်တယ်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်